တန်ကြားလို့ဘာဖြစ်လာကြရလဲ မမဟိုအပြင်ပေါ်ကနေမွေးအကြီးစင်းလာတယ်မမရဲ့ ဟုတ်ရလားဟဲ့ ဟုတ်တယ်မမလိမ့်မပြောပါဘူး ဟုတ်တယ်ဟာငါတကယ်ပြောရမှာဟာပြောတော့ကျွန်တော်ကချိန်ပြောရပါလေဝေးပြီးနေပါဦးနေပါအိမ်တော့အောင်နော်အိမ်ဟုတ်တခါလေးပြန်မယ်ခါလေးမျိုးပြန်ပါဟုတ်တယ်ကျုပ်ကလည်းခါလေးပြန်ထားပါရဲ့အိမ်တော့အောင်နော်အိမ်တော့လားအိမ်တော့မယ်လားလာပါကြောက်စရာကြီးလာမောင်လေးလားအိမ်တော့ကြမယ်လားဖြစ်နေရလဲတားရဲ့တားကိုရန်ကိုရန်ညင်းမတုံ့နှင်းမနဲ့လို့အမေခဏခဏဆုံးမနေရတာနဲ့ကွယ်မင်းခုလိုလုပ်နေတော့ဘာထုံးလာမှလဲလို့ဟင်ဟုတ်ပါပြီအမေစကားကိုကျွန်တော်နားထောင်ပါပြီရဲ့ကျွန်တော်ညီမလေးကအသက်ပြတ်ရှင်လာပါလားအမေပြောအမေပြောဒုက္ခနေပါပြီကွယ်ဒုက္ခပါပဲတကြောင်မဟုတ်တကြောင်တော့ထောက်ပါသားရဲ့တာညီမလေးတေးရတာလေအခုလိုစိတ်မထိန်တယ်လို့တေးရတာဒီခြံလေးကိုလည်းပြန်ပြီးခဲ့ပြီးပြီပဲစိတ်ကိုလျှော့လိုက်ပါသားရဲ့လျှော့လိုက်ပါမိဘကသားသမီးမရှိတော့ဘယ်ကိုညစ်စာတက်ပါမလဲညာဟမ်တစင်ဆိုတာတိုးကြီးရဲ့ညီမတိုးကြီးညီမဖြစ်သူတစင်လဲကျုပ်တို့ရဲ့ညီမပဲညာကျုပ်တို့မရှိစင်းသားတွေသူတို့လှုပ်တိုင်းကျုပ်တို့နင်းများလှုပ်ခံရမှာလားဗျာကျုပ်တို့ကတော့လှုပ်သိလှုပ်ထိုက်တာတော့လှုပ်ရမှာပဲညာဟဲ့နင့်ကိုထိမ့်ဖို့ခေါ်လာတာမြောက်ထိုးပင့်ကောင်လှုပ်ဖို့ခေါ်လာတာမဟုတ်ဘူးဟဲ့လူကနေပေမဲ့တရားဥပဒေကမနေဘူးအဲ့ဒါနင်နားလေရဲ့လားဟဲ့ဟာဖြူဝေးကြောက်တတ်မယ်ဆိုရင်ထမေလဲရတာကြားလာပြီကျုပ်ကတော့လှုပ်သိလှုပ်ထိုက်တာတော့လှုပ်ရမှာပဲဗျာစမ်းကြည့်တယ်ဗျာတူဟောရဆိုင်တော့ဟဲ့ဖြူဖွေးနင်ကပြောနေကြလေပါလားဟမ်နင်တို့အခုလိုဒေါသဖြစ်နေတဲ့အချိန်မှာရက်ဆိုင်ကိုသွားလို့ရှိရင်မမားတင်တာတွေမှားပြီးမဖြစ်တင်တာတွေဖြစ်ကုန်မှာပေါ့အမလေးငါလေသေတာသေလိုက်ချင်ပါတယ်သေတာသေလိုက်ချင်ပါတယ်အမေငိုရဲမေကျွန်တော်မတော်တော့ဘူးမင်းအောက်ကျော်တာထောင်ပါမယ်မေငိုရဲမေဒါပဲမတော်တော့ဘူးနော်မေနော်တားရဲ့အမေမလေးတားနဲ့သမီးနဲ့ရောက်ရှိတာသမီးလေးကဆုံးမကဟောဒီတားလေးရဲ့မျက်နှာဝဲတကဘာထင်ပြီးတော့နေရတာပါကွယ်အမေကျွန်တော်ဘယ်မှမတော်တော့ပါဘူးကျွန်တော်မေတော့တော့ပါမယ်တားလေးတစ်ခုခုဖြစ်သွားတယ်အမေဘယ်လိုနဲ့နေရမှာလဲအမေဘယ်လိုလုပ်ရမှာလဲပြောပါဦးတားပြောပါမယ်မကူပါနဲ့တော့မေဒါပဲမတော်တော့ပါဘူးမေမေရေဟေးအော်ရောက်နေကြပြီလားမေတမန်မဟာကြက်ရပြီအမလေးရပါပြီအေးဟောဒီမှာဈေးရအောင်ဈေးလေမမကြက်ပဲဈေးရတော့4000သေးပေါ့ဟောအမေကလည်းများလိုက်တော့ရှော့ပါအောင်မမကြက်ကိုများသေးတယ်ဟောတော့အချင်းချင်းလည်းအမေမိုးရ3000ပဲထားလိုက်နော်3000သေးမရဘူးဟဲ့ထားလိုက်ပါမေမိုးရအိမ်မှာလည်းအဲ့နေရောက်နေပါနော်ဟဲ့3000သေးမရဘူးနင်တို့ကလည်းလေကြုံမာထားပြီးတော့ယူချင်းယူမယူချင်းနေငါတော့4000သေးပဲဟဲ့ကြက်ကိုလည်းကြည့်လိုက်ဟိုဝဝတိတိကက်ကက်ကြက်ကိုလည်းကြည့်လိုက်ဟုတ်ဟာမဟေး大家能不能两个？为我都叫你，看，直接叫个本片不要管，我有办法帮你抓过嘛？啊，我带你表妹有关。好。嘿，爸，那边我去那边我。ထုံးစံတိုင်းပေါ့မေယာတိုက်ကုန်းဘက်ကိုသွားမယ်နေဟာလေအဲ့ဒီမိသားစုတွေလုံးဝမပတ်သက်ပါနဲ့တော့လို့ပြောတာလည်းမရဘူးပြဿနာတွေတက်ပေါင်းလည်းများလာအမှတ်ကိုမရှိဘူးဟွန်း
ပတ်သက်လို့မရတော့ဘူးမေကြာပြူနဲ့သားနဲ့ချစ်သူတွေဖြစ်နေကြပြီ ဟမ်အဲ့ဒီမျိုးသူကနင့်ကိုကြိုက်တယ်ဟမ် ဗါတယ်မင်းမဖြစ်နိုင်ဘူးပြောတာ ဖြစ်နိုင်တယ်အဲ့ဒီမိသားစုနဲ့အမေတို့အဆင့်တန်းချင်းမတူလို့မဖြစ်နိုင်ဘူးလို့အမေပြောနေတာ အဲ့ဒါတွေတော့ကျွန်တော်နားမလည်ဘူးအမေလောလောဆယ်သူတို့မိသားစုရဲ့ဒုက္ခအခက်အခဲတွေမှန်သမျှကိုကာကွယ်ပေးဖို့ကကျွန်တော်တောင်းသူတို့မျိုးပြန်သွားလို့ကျွန်တော်ကြံနေခဲ့မယ်ဆိုလဲကျေနပ်တယ်ကျွန်တော်အဲ့အတွက်ဘာမှမျှော်လင့်မထား သွားပြီသမီးနင့်အကိုတော့ဆေးမမီတော့သွား မေရေပြောမနေနဲ့တော့ဆေးမီတော့ယူသွားပြီယူနေပြီ ဟုတ်တယ်ယူနေတာဒီမှာအယူကအယူထဲမှာလေအချစ်ယူဆိုတာခေါ်လို့အကောင်းဆုံးသိလားနေလဲအရွယ်ရောက်လာအဲ့ဒါတွေနားလဲလာလိမ့်မယ်နော် အာမင်းကမေးတာကြည့်အောင်လား သွားပြီအိုးတွေ့လားဒီကောင်ကြီးပြောလို့ဆိုလို့မကောင်းတဲ့ကောင်ကြီးကျန်သွားပြီ တောက်သွားတောက်ဟာမင်းကတောက်သွားဆိုတော့ဘာအမြင်မှလည်းမရှိဘဲနဲ့ကွာအမြင်မရှိတော့အာပူတယ်ကွာဟဲ့ ငါမိမကျော်လန်ပိုင်းသွားလို့အခုချိန်ကြီးပြန်မလာသေးလို့ဘာမီးမှမရှိတာပါကွာ မင်းပြောလိုက်ရင်ကွာလေတလုံးမိုးတလုံးနဲ့ခုချိန်ကြီးလည်းဘာမှဖြစ်မလာဘူးမင်းတို့ဆိုငါအသက်ပေးပါမယ်ဘာညာနဲ့မင်းပြောခဲ့တာလေ ဒီအုံတော့ကစဉ်းစားသေးတယ်အကျယ်တွေထုတ်ရသေးတယ်အကျယ်ရလာလို့အခုငါအကျယ်ရလာပြီငါခေါ်လိုက်တာဟမ်ဆိုစမ်းပါအေးဒီလိုကဒီဒီသားစုတွေငါတို့ရွှာရရအပီးပိုင်ပြီးတော့ဟမ် အေးအဲ့တော့မှန်တယ်ငါညမလေးအတွက်လက်စားချေဖို့ရောငါတို့ရွာသူရွာသားတွေအတွက်ကောဒီမိသားစုတွေဒီရွာကိုဘယ်တော့မှချိန်ချလို့မရအောင်လုပ်ရမှာဟဲ့ အေးဟုတ်ဒါမဲ့သွေးရှိလို့တော့လူပဲတော့ရ ဟာဖြူဖွေးရငါညမတယောက်လုံးအသက်ဆုံးရှုံးထားတယ်ကောင်ပါကွာသွေးစကားမင်းအောင်လာတယ် ကြိုက်သွားပြီကွာကြိုက်သွားပြီဒါပေမဲ့အဲ့ပွဲကိုငါစစ်စစ်တယ်မင်းကကာကဲတော့တော့မစစ်စစ်သွားအေးဟုတ်ပြီပိုင်ဖို့တော့လိုတယ်နော်ချက်ပြတ်ပါ မမလေးမမရဲ့ထံကိုပေါ့ထိုင်နေပြီပေါ့မမအပြုတ်ကိုခံချင်ပြီဟုတ်လား နင်းအငယ်ပါဆရာမလုပ်ပါနဲ့ဘာရဲ့ဖြစ်မမရဲ့မရှိရှင်ဒီမှာငါဆရာပဲမမရဲ့စင်းနေမှားနေငါစစ်ပြရအောင် အမေမမရဲ့စင်းကိုစစ်အောင်ပါအမလေးစစ် ဘာချောင်းလဲဘလို့လဲဘာကိစ္စ ပေါ်စီလိုက်တာဂျာတူလေးကိုမတိမတွေ့ချင်လို့လေ ဩဟုတ်လိုက်မယ်တော့ တိတ်တာပြောလိုက်တော့ ဩပြောလိုက်ပါမယ်ဆိုအရင်ကရှည်နေကဲသွားပါတော့ လာတယ် ဘာကျုံတုံတုံနဲ့ မမလက်ကိုတွားပြောလိုက်မယ် အချင်းရှိတဲ့တခြားကြည့်သွားအောင်နော်ပရင်ဂျာမမကြီးနဲ့တိုးနေအောင် ဟုတ်ကျွန်တော်လိုက်မှဖြစ်မယ် 你找不着，你找不着。 မေဘယ်လိုလာလဲမကြည့်ခါနော် 啊！
တိထောင်းတော့ ဒီဟောင်းတော့